ကာလကရှုပ်ထွေးနေတယ်မုံတိုင်းကမငြိမ်သေးစိန်ကြိုးကြစဉ်းစားကြည့်ကဘာမကြေကိုအစအဆုံးမဆိုတတ်လေးတောင်ဖြောင်းအောင်မချွန်တတ်ဒိုရီမီဖာဆိုတာကလားစကားလားလို့မင်းနေတဲ့လူတွေကဂီတစာဆိုဖြစ်လို့ဖြစ်ထံကရိုင်းကြကြလေးအတင်းအကျအရှူရှိုက်မှန်မှန်စကိုက်နာနာစပောင်ပဲ့ပဲ့တီဆိုဖို့ဆိုတာဝေလာဝေးဝဆေဘူးနဲ့တောင်းနေကြတယ်လမ်းပြီးတီးတယ်ဒီလောက်မှစီဝါမအောင်မဆိုနိုင်တဲ့လူတွေကအဆိုးတော်ဖြစ်လို့ဖြစ်ချိုးမိုင်မိုင်လောက်သာကတတ်တဲ့ဇာမင်းသားတွေကသူတို့ကိုသူတို့စူပါစတာဇာမင်းသားဖလင်ကိုဆေးသားလားကျိုးသားလားမခွဲကြတတ်တဲ့လူတွေကဒရိုက်တာလှုပ်လို့ရွာနာတိုင်းပြည်နာအမှုပညာနာတယ်စိန်ကြိုးကြရဘာပဲဖြစ်ဖြစ်ဆရာကိုကိုတို့ဘေးဓာတ်တွေဓာတ်တွေတန့်စင်တဲ့အထီရောက်စောင့်ရ